လေပင်ကျော်ရိုးစစ် C5 အကြောင်းသိကောင်းစရာကျွန်တော်ဒေါက်တာစီတူလင်းပါလေပင်ကျော်ရိုးစစ် C5 သို့မဟုတ် cervical spine C5 သည်လူခန္ဓာကိုယ်၏လေပင်ရိုး80အနက်ပြင်စမမြောက်အယိုးစစ်ဖြစ်ပြီးလေပင်လှုပ်ရှားမှုနှင့်အာယုံကြောဆိုင်ရာလုပ်ငန်းဆောင်တာများတွင်အလွန်အရေးပါသောအစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်အပိုင်း1ခန္ဓာဗေဒသို့မဟုတ် anatomy C5 သည်ပုံမှန်လေပင်ရိုးစစ်များ၏ဖွဲ့စည်းပုံအတိုင်းတည်ရှိပါတယ်အရှိတ်ဘက်တွင်အယိုးကိုယ်ထဲရှိပြီးအခြားအယိုးစစ်များနှင့်အရွက်ပြားများနှင့်ဆက်သွယ်ထားပါတယ်အလဲတွင် spinal cord ခေါ်ကြောရိုးမကြီးဖြတ်တန်းသွားရန်အပေါက်ပါရှိပါတယ်ဘေးဘက်ရှိအပေါက်ငယ်များမှတစ်ဆင့်ဦးနှောက်စီသို့တွေးပို့လိုပေသောတွေးလွတ်ကြောများဖြတ်တန်းသွားပါတယ်အနောက်ဘက်သို့ထွက်နေသောအယိုးအချွန်သည် C5 တွင်ထိတ်ခွဲပုံစံရှိပါတယ်အပိုင်းနဲ့ဆေးပညာဆိုင်ရာခန္ဓာဗေဒ C5 အယိုးစစ်နှင့်ပတ်သက်၍အာယုံကြောဆိုင်ရာခန္ဓာဗေဒသည်ဆေးပညာအရာအလွန်အရေးပါပါသည် C5 အာယုံကြောသည် C4 နှင့် C5 အယိုးစစ်နှစ်ခုကြားမှထွက်လာပါသည်အာယုံခံနိုင်မှုအပိုင်းတွင် C5 အာယုံကြောသည်ပခုံးနှင့်လက်မောင်းအပေါ်ဘက်ဘေးသားတစ်လျှောက်ရှိအရည်ပြား၏အာယုံခံစားမှုကိုတာဝန်ယူပါသည်ကြွက်သားလှုပ်ရှားမှုအပိုင်းတွင်ပခုံးမြောက်တဲ့ကြွက်သားနှင့်လက်မောင်းကွေးတဲ့ကြွက်သားတို့ကိုထိန်းချုပ်ပေးပါသည်ထို့ပြင်လက်မောင်းကွေးကြွက်သားတုံ့ပြန်မှုကို C5 အာယုံကြော၏အခြေအနေစမ်းသပ်ရာတွင်အဓိကအသုံးပြုပါသည်အပိုင်း3ဇီဝကမ္မဗေဒနဲ့ဇီဝ mechanic လှုပ်ရှားမှုအနေဖြင့်လေပင်ကြောရိုး C4 C5 နဲ့ C5 C6 ကြားရှိအဆက်များသည်လေပင်ကိုရှေ့ကွေးခြင်းနောက်လှန်ခြင်းဘေးသို့စောင်းခြင်းနဲ့လှည့်ခြင်းတို့တွင်အဓိကလှုပ်ရှားပေးရသောအပိုင်းများဖြစ်ပါသည်ဝန်ထမ်းခြင်းအနေနဲ့ဦးခေါင်းရဲ့အလေးချိန်ကိုထောက်ပံ့ပေးထားပြီးလှုပ်ရှားမှုများလွန်းလို့ရေရှည်မှာအိုးမင်းရင်ယုံမှုအဖြစ်အများဆုံးနေရာတွေထဲမှာပါဝင်ပါတယ်အပိုင်း4အဖြစ်များသောယောဂများ C5 တွင်အဖြစ်များသောယောဂနှင့်ပြဿနာများမှာအောက်ပါအတိုင်းဖြစ်ပါသည်ပထမတစ်ခုမှာလေပင်ကြီးပေါင်းတစ်ခြင်းဖြစ်ပါသည်အသက်အရွယ်အရအရွက်ပြားများပါလာခြင်းနှင့်အယိုးအတက်ထွက်ခြင်းများဖြစ်တတ်ပါသည်ဒုတိယတစ်ခုမှာအရွက်ပြားကျွံခြင်းဖြစ်ပါသည် C4 C5 သို့မဟုတ် C5 C6 ကြားရှိအရွက်ပြားကျွံထွက်လာပြီးအာယုံကြောကိုဖိမိတတ်ပါသည်တတိယတစ်ခုမှာအာယုံကြောဖိမိခြင်းဖြစ်ပါသည် C5 အာယုံကြောဖိမိပါကပခုံးမှလက်မောင်းတစ်လျှောက်နာကျင်ခြင်းကျင်ခြင်းနှင့်လက်မောင်းမြောက်ရာတွင်အားနည်းခြင်းများဖြစ်တတ်ပါသည်စတုတ္ထအချက်အနေနဲ့ကြောရိုးစစ်မြောင်းကျင်ခြင်းဖြစ်ပါသည်ကြောရိုးမာကြီးကိုယ်တိုင်ဖိမိပါကလမ်းလျှောက်ရာတွင်မခိုင်ခြင်းခြေသီးတက်ရန်ခက်ခဲခြင်းကဲ့သို့လက်ချောင်းလေးများအသုံးပြုရာတွင်မပိုင်နိုင်ခြင်းများဖြစ်လာနိုင်ပါသည်နောက်ဆုံးအနေနဲ့ထိခိုက်ဒဏ်ရာရခြင်းဖြစ်ပါသည်ရင်တိုက်မှုအမြင့်မှကျခြင်းစသည့်ပြင်းထန်သောထိခိုက်မှုများကြောင့် C5 အယူကျူးခြင်းအစစ်လွဲခြင်းများဖြစ်နိုင်ပြီးအသက်အန္တရာယ်ဒို့မဟုတ်အောက်ပိုင်းတည်သွားသည့်အထိအန္တရာယ်ရှိပါသည်အပိုင်းကစောင်းရန်ရှောင်းရန်များပြုလုပ်ဆောင်ရွက်သင့်သည့်အချက်များမှာကွန်ပျူတာသုံးလင်မျက်နှာပြင်ကိုမျက်စိအမြင့်တွင်ထားပါလေပင်ကိုဖြောင့်မတ်စွာထားပါလေပင်ကြွက်သားများကိုတန်ဆွမ်းစေရန်နှင့်အကျော်လျှော့ပေးရန်ပုံမှန်လေ့ကျင့်ခန်းများလုပ်ပေးပါထို့အပြင်လေပင်အကွေးကိုပံ့ပိုးပေးနိုင်သောမှန်ကန်သည့်အမြင့်ရှိသည့်ခေါင်းအုံကိုအသုံးပြုပါရှောင်ကျဉ်ရမည့်အချက်များမှာဖုန်းကိုအချင်းကြကြခေါင်းငုံတုံခြင်းကိုရှောင်ပါယင်းသည်လေပင်ယို C5 အပေါ်ဝန်ပိမှုအလွန်များစေပါသည်ခေါင်းပေါ်သို့မဟုတ်ပခုံးပေါ်တွင်အလွန်လီသောအရာများတင်၍တည်ဆောင်ခြင်းကိုရှောင်ပါမှောက်လျက်အိတ်ချင်းသည်လေပင်ကိုတစ်ဖက်ကိုအကြာကြီးလှည့်ထားရသဖြင့်အယွတ်များကိုတန်းပိစေသောကြောင့်ရှောင်ကျဉ်သင့်ပါသည်အပိုင်း6တတိထားရန်အချက်ပြလက္ခဏာများအောက်ပါလက္ခဏာများဖြစ်ပေါ်လာပါကနီးစပ်ရာဆေးရုံစေကံတို့အမြန်ဆုံးတွားရောက်ပြသသင့်ပါသည်ပခုံးနှင့်လက်မောင်းတစ်လျှောက်ရုတ်တရက်အလွန်အမဲနာကျင်လာခြင်းလက်မောင်းသို့မဟုတ်လက်ဖြာများအားနည်းလာပြီးပစ္စည်းများမကင်နိုင်ပဲလွတ်ကျခြင်းလမ်းလျှောက်ရာတွင်ရိုင်းလာခြင်းသို့မဟုတ်ခြေလမ်းမမှန်တော့ခြင်း
စီးနှင့်ဝမ်းသွားခြင်းကိုမထိန်ချုပ်နိုင်တော့ခြင်းတို့ဖြစ်ပါသည် အပိုင်းခုနှစ်ကုသမှုနည်းလမ်းများယောဂအခြေအနေပေါ်မူတည်၍ကုသမှုနည်းလမ်းများကွာခြားနိုင်ပါသည်မခွဲစိတ်ပဲကုသနည်းများတွင်အနားယူခြင်းရေခဲသို့မဟုတ်ရေနွေးကတ်ခြင်းအကိုက်အခဲပျောက်စေးများနှင့်ကြွက်သားပြေလျော့စေးများတောက်တုံခြင်းလေပင်စွပ်ကိုဆရာဝန်ညွှန်ကြားချက်ဖြင့်ခိတ္တအသုံးပြုခြင်းနှင့်လေ့ကျင့်ခန်းလုပ်ခြင်းကဲ့သို့သောပြန်လည်တန်ဆွမ်းရေးကုသမှုများပါဝင်ပါသည်နာကျင်မှုအလွန်ဆိုးရွားပါကအာယုံကြောအနီးသို့စတီရိုက်ဆေထိုး၍ကုသနိုင်ပါသည်အာယုံကြောဖိမိမှုကြောင့်ကြွက်သားများအားနေလာခြင်းကြောယူမှကြီးဖိမိခြင်းသို့မဟုတ်အခြားကုသမှုများနှင့်မသက်သာတော့သည့်အခြေအနေများတွင်လေပင်အရှိဘက်ကအယောပြတ်ထုတ်ပြီးအယိုးဆက်ခြင်းသို့မဟုတ်အယောပြတ်အစားထိုးခြင်းစသည့်ခွေးစိတ်မှုများပြုလုပ်ရနိုင်ပါသည်ကျမ်းမာရွှင်လန်းကြပါစေ။